န်ထုံးပါကျွန်တော်တို့ကတော့မြင်တဲ့ချိန်မှာဖန်ထုံးပါဆိုတော့ဒါကိုတို့နှစ်သက်နော်ကြိုက်တဲ့ကဏ္ဍလေးကိုတော့အာမွေးထားပါတော့ဒါ၄ကွက်တိကျွန်တော်စီကြောတစ်ခုတည်းကနေပြပေးလိုက်တာနော်သူကကျွန်တော်တို့89နှစ်ထဲမှာကျွန်တော်တို့ကဗရိတ်ကိုလို့3ချိန်မှာဆော့တာသူရဲ့ဆောင်းဒီကျွန်တော်တို့ကဗရိတ်1လို့ဆော့တာဗရိတ်ကိုဗရိတ်1လို့ဆော့လို့ဗရိတ်1ဆော့တဲ့နေ့ရဲ့2ချိန်4ချိန်6ချိန်မြောက်မှာကျွန်တော်စပြီးတော့10ပိတ်9ပိတ်1ပိတ်လို့စာဆုံးလှဲတာပေါ့နော်အဲ့တော့ဒီခွန်ပိတ်တဲ့နှစ်ထဲမှာကျွန်တော်တို့ကပထမဦးဆုံး39ခွန်ကဒဲဆော့တာဒဲဆော့ပြီးကျွန်တော်တို့ဒီ1ပိတ်တဲ့နှစ်ထဲမှာကျွန်တော်တို့ကနောက်တစ်နှစ်မှာ1ပိတ်လိုက်တဲ့နှစ်ထဲမှာကျွန်တော်တို့က935ဆိုတဲ့ကဏ္ဍဆော့တာ935ဆော့ပြီးသူ့ရဲ့အထက်ကဏ္ဍရဲ့သူ့ကဏ္ဍရဲ့သူ့အောက်ကကဏ္ဍရဲ့ထိပ်3လုံးပေါင်းဒီလေ3လုံးပေါင်းပိတ်3လုံးပေါင်းနဲ့390ဒီသူကနှစ်ချင်းပေါင်းကြတာဒီပထမကတ်ကတော့တန်းပြီးကြတာပေါ့အဲ့လို935ကြရကျွန်တော်တို့2ဦးမှာပေါင်းလိုက်တော့ထိပ်3လုံး4 2ဦး3ချိန်တစ်ချိန်3ချိန်မှာပေါင်းတယ်ထိပ်3လုံး4လေ3လုံးခွန်ပိတ်3လုံးပေါင်းရဲ့1အဲ့4ခွန်1ဆိုတဲ့ကဏ္ဍဒီနောက်တစ်နှစ်မှာသူကတေချာပေါက်သူကကစားဆော့လိုက်မယ်ဗျာနော်ဒါတေချာပေါက်ခွန်လေး1ကိုဆော့တာပေါ့နော်ခွန်လေး1လို့ဆော့ပြီးခဲ့ရင်ကျွန်တော်တို့ကအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့က10ပိတ်ခွန်ပိတ်1ပိတ်ကြောင့်မို့အဲ့ဒီ2ဦးမှာပေါင်းခဲ့တဲ့ခွန်လေး1နောက်တစ်နှစ်မှာလည်းသူကအဲ့ခွန်လေး1လည်းထွက်လိုက်ရောအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့က1ဆိုတဲ့ထိပ်ကတေချာပေါက်10ပိတ်ခွန်ပိတ်1ပိတ်နောက်နှစ်မှာ1ထိပ်ဒီတစ်ထိပ်ထဲထွက်တာဗျာနော်အဲ့ဒီတစ်ထိပ်ထဲထွက်လိုက်တဲ့နှစ်ထဲမှာကျွန်တော်တို့ခုနအပေါင်းထားတဲ့ခွန်လေး1ကလာကြရောလာကြရင်ခွန်လေး1ကြားရတဲ့ချိန်မှာသူ့ရဲ့ထိပ်ရဲ့သူ့ရဲ့အောက်ကထိပ်ရဲ့သူ့ရဲ့ထိပ်ရဲ့ဆိုတော့ဒါခွန်လေး3ပေါ့နော်အဲ့ခွန်လေး3ဒီလဲနောက်တစ်နှစ်ကိုသူကဘွေးကနန်းဆော့ပေးတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒီမှာ10ပိတ်ခွန်ပိတ်1ပိတ်မို့နောက်နေ့မှာ1ထိပ်ထဲရှိခဲ့လို့1ထိပ်ရဲ့သူ့ထက်က3ထိပ်ရဲ့သူ့ထက်က10ထိပ်ရဲ့ဒီ1 3 8ဆိုတဲ့ထိပ်ကလည်းသူ့ရဲ့နောက်နှစ်မှာအဲ့ကနန်းကလည်းထွက်ပေးတာပေါ့နော်အဲ့ကြကျွန်တော်တို့ဒီမှာ10ပိတ်ခွန်ပိတ်1ပိတ်တဲ့သူ့ရဲ့နောက်နဲ့ကျွန်တော်တို့က20နဲ့2ချိန်3ချိန်4ချိန်မှာထိပ်တဲ့ခွန်လေး3ကလည်းသူကလိုက်ပြီးထွက်တာပေါ့ဒီပထမကတ်ကတော့ဒီပေါင်းထားတဲ့4ခွန်1ကိုနောက်တစ်နှစ်မှာလိုက်ပြီးတော့ထွက်လိုက်တာနဲ့သူ့ရဲ့ထိပ်3လုံးကခွန်လေး3ရဲ့2ကုံကထိပ်3လုံးခွန်လေး3ရဲ့ကနှစ်ကွက်တစ်ကွက်တူပြီးကြတာပေါ့နော်အဲ့ကြတော့ဒီမှာ10ပိတ်ခွန်ပိတ်1ပိတ်လို့နောက်နှစ်မှာ1ထိပ်ထဲတာထိတ်ခဲ့ရင်လည်းသူ့ရဲ့ထိပ်ရဲ့သူ့ရဲ့ထက်ကထိပ်ရဲ့ထက်ကထိပ်ရဲ့138ကလည်းနောက်တစ်နှစ်ကိုမွေးကနန်းပေးတာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ကဒီမှာ935လို့ပထမအခြေခံတဲ့နှစ်ထဲကကျွန်တော်တို့2ဦး3ချိန်မှာပေါင်းတဲ့4ခွန်1ကလည်းနောက်တစ်နှစ်မှာကစားလဲသွားရောပေါ့နော်အဲ့နှစ်ရဲ့ကျွန်တော်တို့က2ချိန်3ချိန်4ချိန်မှာပေါင်းတဲ့4ခွန်20ဆိုတဲ့ကဏ္ဍကလည်းသူကမွေးကနန်းလိုက်ကြတာပေါ့နော်အဲ့ကြတော့သူကကြားပုံကြားနေလေးရတော့ဒီမှာ2ဦး3ချိန်ပေါင်းတဲ့ကဏ္ဍနောက်နှစ်မှာလည်းသူကထွက်ရောသူထွက်တဲ့ထိပ်3လုံးခွန်လေး3ကလည်းနောက်နေ့မှာကြာခဲ့တယ်လို့သူ့ရဲ့ဘေးကထောင်နဲ့2ချိန်3ချိန်4ချိန်ကခွန်40ရနဲ့သူတို့ကညီကိုတွဲရဲ့မိသားစုကြာကြတာပေါ့နော်အဲကြတော့ဒါပထမကတ်နေနဲ့တော့ကဏ္ဍ4ခွက်မှာ3ခွက်တူသွားတာပေါ့နော်တနည်းအားဖြင့်ပြန်ရှင်းပြမယ်နော်10ပိတ်ခွန်ပိတ်1ပိတ်လိုက်တဲ့2ဦးမှာပေါင်းလိုက်တဲ့4ခွန်1ကနောက်တစ်နှစ်ကိုထွက်လိုက်တာသူတက်လိုက်ထွက်တဲ့ထိပ်3လုံးကခွန်လေး3ကနောက်နေ့မှာထွက်တာပေါ့နော်အဲကြ10ပိတ်ခွန်ပိတ်1ပိတ်လိုက်တဲ့နောက်နှစ်က20နဲ့23 24ချိန်ထိပ်3လုံးကလည်းခွန်လေး3ပဲသူကတူတဲ့အတွက်ကြောင့်မို့သူကတကွက်ထဲရိုက်တာပေါ့နော်အဲ့ဒီတကွက်ရဲ့ကျွန်တော်တို့ဒီမှာသူကပေါင်းချင်းကနန်းရဲ့ဘေးက2ချိန်3ချိန်4ချိန်ထိပ်က4ခွန်20ရဲ့လိုက်တူထွက်တာနော်အဲ့ကြဒီတစ်ထိပ်လေးတစ်ထိပ်ထွက်လို့138ဆိုကနန်းလေးရလည်းလိုက်ပြီးထွက်တော့ဒါပထမကတ်နေနဲ့တော့ဒီ3ခွက်ထဲထွက်တာပေါ့နော်တကယ်တမ်းကသူက4ခွက်ဗျာနော်ဒီ3ခွန်လေးကိုလိုက်ပြီးထပ်ထားတာပေါ့နော်ဒါကိုတို့မရေလဲရင်လည်းဒီဆိုင်လေးကိုပြန်ပြီးကြည့်ပေါ့နော်အဲ့ဒါပထမကတ်ပေါ့နော်2008မှာနော်သူက break 9နဲ့break 1ဆိုပြီးတော့3ချိန်နဲ့2ချိန်စောင်းတော့ကျွန်တော်တခုအားဖြင့် break 1နဲ့2ချိန်4ချိန်6ချိန်မြောက်မှာ10ပိတ်ခွန်ပိတ်1ပိတ်လို့ပြန်ခင်းတာပေါ့နော်အဲကြောင့်10ခွန်ပိတ်တဲ့နေ့ထဲမှာကျွန်တော်တို့39ခွန်တဲဆိုတာပေါ့နော်အဲ1ပိတ်လိုက်တဲ့နေ့ထဲမှာကျွန်တော်တို့935ပတ်လည်လိုက်ဆော့ခဲ့ရင်တဲ့သူ့ရဲ့ထက်ရဲ့935ရဲ့အောက်ကကဏ္ဍရဲ့ထိပ်3လုံး6လေ3လုံးခွန်ပိတ်3လုံးကအိုက်ခွန်6 5အာဒီကြပေးခဲ့တာဒုတိယကတ်ကလည်းတခါလေးပေါင်းကြတာပေါ့နော်အဲပေါင်းကြတဲ့2ဦးမှာကျွန်တော်တို့ကထိတ်တောင်3လုံးခွန်လေ3လုံးပေါင်း8ပိတ်3လုံးပေါင်းခွန်ဒီခွန်8ခွန်ဆိုတဲ့အပေါင်းတဲ့ကဏ္ဍဒီနောက်တစ်နှစ်ကိုတေချာပေါက်မွေးကနန်းဖြစ်လိုက်ကြပေးတာပေါ့နော်ကြပေးလိုက်တော့じゃသူကလည်းဒီချိန်မှာပဲသူကဒါမှလည်းကဏ္ဍလာပြီးတော့တမူလာထပ်တာပဲသူကဘလို့လာထပ်တော့ဆိုသူကအဲじゃဒီမှာ8ခွန်ပေါင်းဒီမှာထိတ်3လုံးခွန်8ခွန်လို့ပေါင်းခဲ့တဲ့ထိတ်3လုံးပိတ်3လုံးလေ3လုံးပေါင်းတဲ့ခွန်8ခွန်နောက်တစ်နှစ်မှာလိုက်ထွက်လိုက်တော့သူ့ရဲ့ထိတ်ရဲ့အောက်ကထိတ်ရဲ့အောက်ကထိတ်ရဲ့ဒီ891ဆိုတဲ့ထောင်လေးဒီနောက်တစ်နှစ်ကိုမွေးကနန်းသူကပေးခဲ့ရတာပေါ့နော်အဲ့လိုမွေးကနန်းပေးခဲ့လိုက်တော့အဲ့ဒီနေ့မှာကျွန်တော်တို့က10ပိတ်ခွန်ပိတ်1ပိတ်လို့နောက်နေ့မှာကျွန်တော်တို့က1ဒီတစ်ထိပ်ထဲထိပ်ရမယ်ဆိုတစ်ထိပ်ထဲပဲထိပ်တာဗျာနော်တစ်ထိပ်သူ့ရဲ့1ထိပ်ရဲ့သူ့ရဲ့ထက်က6ထိပ်ရဲ့သူ့ရဲ့ထက်က8ထိပ်ရဲ့ကလည်းလိုက်ပြီးထွက်ရမှာဆိုတော့ဒါကနန်းကထပ်သွားတာဗျာနော်သူကလည်းဒုတိယကကလည်းလိုက်ထပ်တာပေါ့နော်ပထမကလည်းထပ်တာပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒီမှာ10ပိတ်ခွန်ပိတ်1ပိတ်တဲ့သူ့ရဲ့တစ်ခုနေတော့2ဦးမှာပေါင်းတဲ့ခွန်8ခွန်ဒီနောက်တဲ့နေ့မှာမွေးကနန်းလဲကြပြီးတော့
သူရဲ့ထက်ရဲ့ထိတ်ရဲ့အောက်ကထိတ်ရဲ့အောက်ကထိတ်ရဲ့ဒီ၈၉တက်ဆိုတဲ့ထောင်လေးကလည်းနောက်ကနှစ်ကိုမွေးကနန်းပေးရတာပေါ့နော်အဲကြတော့ကျွန်တော်တို့ရှစ်ပိတ်ခွန်ပိတ်တက်လဲပိတ်ရောနောက်နေ့မှာကျွန်တော်တို့တက်ကတာတစ်ထိတ်ထဲထိတ်ခဲ့ရင်သူတစ်ထိတ်ရဲ့သူ့ထက်ကထိတ်ရဲ့သူ့ထက်ကထိတ်ရဲ့ဒီနောက်နေ့မှာမွေးကနန်းပေးတော့လေသူက6၈တက်လို့ပဲလိုက်ထပ်တာပေါ့နော်အဲကြဒီမှာပေါင်းတဲ့ခွန်၈ခွန်ဆိုတဲ့ကဏ္ဍလေးကနောက်နေ့မှာသူကကြခဲ့တဲ့အတွက်ကြောင့်မို့သူ့ရဲ့ဘေးက2ကြိမ်3ကြိမ်4ကြိမ်မှပေးတဲ့665ဆိုတဲ့ကဏ္ဍလေးကလည်းလိုက်ကြတာပေါ့နော်အဲကြတော့သူကဘလို့ကြရလဲဆိုရင်ဒီကပေါင်းချင်းခွန်၈ခွန်ဆိုတဲ့ကဏ္ဍလေးကနောက်တဲ့နှစ်မှာမွေးကနန်းလဲကြရောသူ့ရဲ့ထိတ်ရဲ့အောက်ကထိတ်ရဲ့အောက်ကထိတ်ရဲ့၈၉တက်ကနောက်နေ့မှာကြခဲ့တယ်လို့သူရဲ့ပေါင်းတဲ့ဘေးကထောင်လေး665နဲ့လည်းသူတို့ကညီကိုတူတူတကလေးတွေရင်နောက်တွားကြတာပေါ့ရနော်ဒါဒုတိယကပထမကလေးကျွန်တော်ပြန်ရှင်းပြမယ်နော်ဒုတိယက2021 3ချိန်မှာဗရိတ်ကိုနောက်နေ့ဆောင်းမှာ2ချိန်မှာဗရိတ်တစ်လို့ဆောင်းထုတ်လိုက်တော့2ပင်4ပင်6ပင်မှာကျွန်တော်တို့10ပိတ်9ပိတ်1ပိတ်ဆိုပြီးကျွန်တော်တို့ဒီချိန်မှာ1ပိတ်မှာ1ပိတ်နဲ့ဗရိတ်သုံးရခဲ့ဦးတဲ့မူလေးဗျာနော်အဲကြတော့သူက1ပိတ်ကလည်းအောင်သွားရောကျွန်တော်တို့အဲ့1ပိတ်လိုက်တဲ့ကျွန်တော်တို့ရဲ့2ဦးမှာပေါင်းsorry ဗျာနော်ခွန်ပိတ်လိုက်တဲ့ခွန်ပိတ်လိုက်တဲ့ချိန်မှာကျွန်တော်တို့396ခွန်ကျွန်တော်ရတယ်ဗျာနော်နောက်တင်မှာကျွန်တော်တို့935အာဒီကြတယ်ဗျာနော်တေချာပေါ့ကျွန်တော်ဒါဒီတော့ကလည်းကျွန်တော်ရောင်းခဲ့တဲ့ကဏ္ဍအောင်သွားခဲ့တာ935ကြခဲ့လို့အပေါင်းချင်းကဏ္ဍ95တိဒီကျွန်တော်ထုတ်ခဲ့တာတစ်နှစ်လုံးဟော့ခဲ့တာဗျာနော်မအောင်သွားခဲ့ဘူးနောက်တက953ပြန်ကြခဲ့တော့ထအောက်ပေါင်းချင်း68ခွန်ဒီကျွန်တော်ဒီချိန်မှာဆိုရင်10ချီထိုးတာပေါ့နော်ဒါပေမဲ့သူကဒီချိန်မှာလုတ်ခဲ့လို့ကျွန်တော်တို့ကမွေးစည်းစနစ်လေးနဲ့ပဲရလိုက်တဲ့အတွက်ကြောင့်နော်အဲကြ2ဦးမှာကျွန်တော်တို့ကပြန်ပေါင်းလိုက်တဲ့10ပိတ်ခွန်ပိတ်1ပိတ်တဲ့ခွန်ပိတ်နဲ့မှာ396ခွန်ကဒဲကြတယ်နောက်နှစ်မှာ993ကြတယ်ပေါင်းချင်းကဏ္ဍလဲကြတယ်အဲ့2ဦးမှာပေါင်းခဲ့တဲ့2ခွန်ဆိုတဲ့အထောင်ဒီနောက်နှစ်မှာမွေးကဏ္ဍကြမယ်လို့ကျွန်တော်မနစ်ကပြခဲ့လို့ဒါအောင်ခဲ့တယ်ဗျာနော်အဲကြသူက2ခွန်လဲကြရောသူရဲ့2ထိပ်ရဲ့အောက်က3ထိပ်ရဲ့အောက်က3ထိပ်ရဲ့ဒီ233ဆိုတဲ့ထောင်လေးဒီနှစ်ထဲကိုဘယ်လိုကြမှာတော့မသိဘူးနော်ဒါမွေးကဏ္ဍတနည်းအဖြစ်ကြမှာပေါ့ဗျာနော်အဲကြကျွန်တော်တို့က10ပိတ်ခွန်ပိတ်1ပိတ်လိုက်လို့ကျွန်တော်တို့နောက်တစ်နှစ်မှာ1ထိပ်ဒီကျွန်တော်တို့ကတစ်ထိပ်ထဲပဲထုတ်တာဗျာနော်ဒါပေမဲ့ကျွန်တော်တို့ကဆရာတွေဆိုတော့ကျွန်တော်တို့က1ထိပ်ထဲမှာထုတ်ထားပြီးတော့2ထိပ်3ထိပ်ထွက်ရင်ကျွန်တော်တို့ကဈာကြောင်နာမည်ပြတ်မှာမို့ဒီမူတို့ကကျွန်တော်တို့ကမအောင်မချင်းပြမပေးခဲ့ဘူးပေါ့နော်အောင်မြင်မှသာကျွန်တော်တို့က live အဆက်ကိုပြပေးမှာမို့ကျွန်တော်တို့ကတစ်ထိပ်ထဲရှိကြတော့ကျွန်တော်တို့မပြခဲ့ဘူးเนาะဒါပေမဲ့ကျွန်တော်အောင်မြင်သွားလို့ကောက်ပြလိုက်เนาะအဲကြတော့ဒီမှာတစ်ထိပ်ထဲရှိခဲ့လို့မို့ဒီကတစ်ထိပ်ရဲ့8ထိပ်ရဲ့6ထိပ်ရဲ့ဒီ186ဆိုတဲ့အာလေးဒီ2026မှာဒါမွေးကနန်းဖြစ်သူကကြပေးရမှာပေါ့เนาะအဲကြတော့ဒုတိယကျွန်တော်တို့ကလိုတာဘာလို့လိုပါလဲဆိုဒီမှာ10ပိတ်9ပိတ်1ပိတ်တဲ့အပေါင်းနဲ့2ဦးက933ရဲ့933ထောင်ရဲ့969ထောင်ရဲ့935ထောင်ရဲ့ပေါင်းနဲ့ခွန်ကလည်းပြုတ်ကျသွားရောထိတ်သုံးလုံး233အားလည်းဒီနှစ်ထဲကိုလိုက်ရမှာပေါ့နော်အဲကြသူ့ရဲ့ဘေးမှာကျွန်တော်တို့ကပေါင်းချင်းကနန်းထွက်တဲ့ဘေးမှာပေါင်းထောင်နဲ့ခွန်38ဆိုတဲ့အထောင်လေးဒီကဒီမှာလည်းသူကမွေးကနန်းလိုက်ရမှာပေါ့နော်ပထမကတော့ဒီကောင်က3ခွက်သွားဖြစ်တာဒီခါကျတော့4ခွက်ဖြစ်တာမထက်ထားဘူးရနော်အဲကြဒီ233အားလေးနဲ့ခွန်38အားလေးဒီဒီကတကွက်ထွက်ရင်တကွက်ထွက်မှာပေါ့နော်အဲကြတော့ဒီကအခုတို့ကျွန်တော်ကမစစ်ပေးချင်တာက233အားထွက်ခဲ့ရင်938အားလိုက်ထိုးပေါ့938အားထွက်ခဲ့ရင်233အားလိုက်ထိုးပေါ့တနည်းအားဖြင့်တက်နိုင်တော့ဒီ6ကွက်လေးမွေးထိုင်တော့ဒါခိုင်လုံတာပေါ့နော်သူကတွဲရလေးကြတာပေါ့အဲကြတော့ကျွန်တော်တို့ဒီမှာသူကဘရိတ်1ဖြစ်တဲ့10ပိတ်9ပိတ်1ပိတ်တဲ့1ပိတ်တဲ့နောက်နေ့မှာကျွန်တော်တို့1ထိပ်ထဲထိတ်ခဲ့တဲ့2ကုံမှာထောင်တဲ့28ခွန်ဆိုတဲ့ထောင်လေးကလည်းဒီနှစ်ထဲကိုမွေးကနန်းလိုက်ရမှာပေါ့နော်ဒါအသေးစိတ်ဖြစ်နေကျွန်တော်ပြန်ထမကတ်နေနဲ့ပြန်ပြီးတော့ဒီကပြန်တစ်ခုရှင်းနေရှင်းသွားမှာနော်ဒါထိတ်ခဲ့ရင်သူက20နဲ့23 24ချိန်ကထိတ်ဆိုတော့ဒါ28ခွန်ဆိုတဲ့ထိတ်လေးကလည်းဒီနှစ်ထဲကိုမွေးကနန်းလိုက်ရမှာပေါ့နော်ကျွန်တော်ဒါရင်ဘွားကလည်းကျွန်တော်ပြခဲ့ဦးတယ်ဗျာနော်ရင်ဘက်ကလည်းကျွန်တော်ပြခဲ့တယ်နော်ဒါ28ခွန်ဆိုတဲ့မွေးကနန်းအားလေးကလည်းလိုက်ရမှာပေါ့နော်အဲကြတော့ကျွန်တော်တို့၄ခွက်ဖြစ်တာပေါ့နော်ဒီနည်းအားဖြင့်ပထမကဗရိတ်1ဖြစ်တဲ့သူ့ရဲ့တနစ်ချာ2ဦးမှာပေါင်းတဲ့4ခွန်တက်ကနောက်နှစ်မှာမွေးကနန်းလိုက်ဆော့လို့သူ့ရဲ့ခွန်4 3ကလည်းနောက်နှစ်မှာမွေးကနန်းဆော့မဲ့အချိန်မှာသူပေါင်းတဲ့ဘေးကထိတ်3လုံးလေးကလည်းတူလိုက်ထွက်တာပေါ့နော်ဗရိတ်ဆော့တယ်သူ့ရဲ့အကွာဝေးက2ဦးမှာပေါင်းတဲ့ခွန်8ခွန်ဆိုတဲ့ကနန်းလေးကနောက်နှစ်မှာမွေးကနန်းဆော့တယ်သူထွက်တာနဲ့အောက်ကထိတ်3လုံး8 9တက်ကနောက်နှစ်မှာမွေးကနန်းဆော့လို့သူပေါင်းတဲ့ဘေးက2ချိန်3ချိန်4ချိန်ထိတ်က665လေးလည်းလိုက်ပြီးတူဆော့တာပေါ့နော်ဒါဒုတိယကတတိယရောက်ကလေးကဗရိတ်ဆော့တဲ့သူ့ရဲ့မြင်းကုန်2ဦးကနေပေါင်းခဲ့တဲ့2ခွန်နောက်နှစ်မှာမွေးကနန်းဆော့လို့သူ့ရဲ့233ထောင်လေးကလည်းဒီနှစ်ထဲကိုလိုက်ထွက်ရမှာပေါ့နော်အဲသူ့ရဲ့ပြီးမှထောင်တဲ့ခွန်38ဆိုတဲ့အထောင်လေးနဲ့သူတို့နှစ်ကွက်ကဒါလဲပဲဗျနော်တကွက်ကြရင်တကွက်တွဲကြတဲ့မိသားစုစိုက်လေးတွေပေါ့နော်ဒီလိုမိသားစုစိုက်မျိုးလေးတွေကဒါမကြဘူးလို့ကျွန်တော်တို့ကတီယူတန်လို့လည်းမရဘူးပြန်နော်ဒီလိုမူလေးတွေကထွက်တတ်တယ်အဲကြဒီက233အားထွက်ရင်ခွန်83အားမွေးပေါ့နော်ခွန်38အားထွက်ရင်233အားမွေးပေါ့တွဲထိုးတဲ့နေ့ထိုးပေါ့နော်186အားရဲ့28ခွန်အားရဲ့ပေါ့နော်ဒီလေးကွက်ကိုဒါကိုတို့မမွေးနိုင်တော့ကြိုက်တဲ့အချိန်မျိုးလေးတွေဗရိတ်ကြိုက်လုံးမိုင်ကြိုက်မျိုးလေးတွေကတ်ထိုးဖို့တော့ကျွန်တော်ဒါမွေးသီးဆိုင်ရှိတဲ့အကြောင်းကိုကျွန်တော်ပြပေးတာပေါ့နော်ဒီနှစ်ကုံမှာထွက်တဲ့ခွန်396တဲ့ကျွန်တော်2ဦးပိုင်းတော့မွေးကနန်းပြဦးတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်တို့ကဖန်ကွက်အနေနဲ့ဒါကျွန်တော်တို့သူကဒီမှာ
2014တုန်းကသူကစပြီးခြေတဲတာဗတ်ပြန်စနစ်လာတာ919လို့ထိတ်ရိုက်တာအဲ919ဆိုရယ်ထိတ်919လေးမှတ်လိုက်ထိတ်က919အလဲကောင်က29နှစ်အပိတ်က380 919 29နှစ်380 919 29နှစ်380အားလေးတွေပေါ့နော်ဒီ919လေးဒီဘယ်မှာသွားပြီးသူကအလုံးလုံးထားလဲဆိုရှင်သူက2018မှာ9.5ပထမဆုံးထိတ်ထောင်တဲ့9.5အရင်ကြတာဒီမှာ919လို့ထိတ်ထောင်တယ်အဲ့နောက်က29နှစ်နဲ့380ကညီကိုကြမှာ919ထိတ်ထောင်တဲ့ကောင်2018ထဲမှာ919ပတ်လေအရင်ကြရောနောက်တစ်ခါဒီမှာ2နှစ်9နဲ့380ကညီကိုတွဲကြတာတကွက်ရင်ကြနဲ့တကွက်လိုက်ပြီးကြတာပေါ့နော်အဲ့ဒါပထမကတ်ဒုတိယဒီ919ရဲ့အကွာဝေးနောက်တစ်နှစ်ကိုထပ်သွားတဲ့ဇောင်းမှုပြန်ပြီးဘယ်ဇောင်းမှုပြန်ဆင်းတဲ့ခါမှာဒီမှာ431လို့ထိတ်ထောင်တာ431လေးမှတ်လဲကောင်3နှစ်နဲ့လေးမှတ်ပိတ်က9ကောင်3လို့မှတ်ဒီက431ရဲ့3နှစ်နဲ့ရဲ့9ကောင်3ရဲ့ထောင်တဲ့ကောင်လေးကထိတ်က431မို့ကျွန်တော်2019တဲ့ကြောင်အဲ431ပတ်လေအရင်ထွက်မှာ431ပတ်လေရင်ထွက်လိုက်တာနဲ့ကျွန်တော်တို့အဲ့မှာကြံခဲ့တဲ့သူကဘာကိုကြံလို့ဆို305အားနဲ့2နှစ်3အားတကွက်ကြရင်တကွက်ကြတာဒီမှာဗျနော်အဲ့တုန်းကကျွန်တော်တို့နေဘက်ကလူတွေဆိုရင်ဒါရာချီပေါက်ကြတာပေါ့နော်305အောင်သွားလို့2နှစ်3လိုက်အောင်တာပေါ့ရနော်ဒါကျွန်တော်တို့ကတော့ဒါနှစ်ကွက်သလုံးရခဲ့တဲ့မူတွေပေါ့ရနော်ဒီလိုနေထိုင်မှုလေးတွေကတပြုံကြီးရှိတာဗျနော်သူကချင်းမှမဖြစ်တော့ဒီနော်ဒီစနစ်လေးကိုတော့ဒါကိုတို့ကြိုက်တဲ့ချိန်လေးတွေမွေးထုတ်ပြကြားထဲမှာလိုက်ကနန်းလေးတွေဒီမူရပါတာပေါ့နော်ကိုညာလေးတွေနဲ့ခွန့်ထိုးပေါ့ရနော်ကဲအားလုံးပဲအောင်မြင်ကြပါသည်ဗျနော်